တော်ရင်ကြောင်တကောင်ဖြစ်တဲ့ခဲရကဲတကောင်ဟာဇနီးမောင်နှံတို့ရဲ့အိမ်ထဲကိုခိုးဝင်သွားပြီးပြန်မထွက်ဘဲနေခဲ့ပါတယ်သူတို့လည်းအဲ့ဒီကြောင်လေးကဗိုက်စာနေတာနေပါမယ်လို့တွေ့ပြီးစာကျွေးလိုက်ပါတယ်အစာစားပြီးတဲ့နောက်မှာတော့ခဲရကဲလေးကသူတို့အိမ်ကနေပြန်ထွက်သွားမဲ့ပုံစံလုံးဝမပြတော့ပါဘူးဒါနဲ့သူတို့လည်းမွေးစားထားလိုက်မယ်ဆိုပြီးစေကန်းကိုခေါ်တော့ကကြက်မကြီးစစ်စစ်မှုတွေလုပ်လိုက်ပါတယ်အဲ့ဒီခါကျမှခဲရကဲလေးမှာကိုဝင်ရှိနေတာကိုသူတို့တိလိုက်ရပါတယ်ဒါနဲ့သူတို့လည်းအိမ်ပြန်ခေါ်လာခဲ့လိုက်ပြီးအနာဂတ်ရဲ့မိခင်လောင်းတွေကိုပြုစုဆောင်ရှောက်လိုက်ပါတယ်အန်ဝါစရာကောင်းတော့ကအဲ့ဒီတော်ရင်ကြောင်မလေးကအရန်ကိုရင်ပါလွန်းတာပါသူတို့ကိုအနာကခံရုံနဲ့မကပဲလက်ချောင်းလေးတွေကိုကလေးတယောက်လိုဆုပ်ထားတဲ့အထိပါသူမရင်မားတယ်ဆိုပေမဲ့တတိကြီးရဲ့သူဖြစ်ပြီးသူတို့မိသားစုနဲ့အိမ်မှာရှိတဲ့ကြောင်လေးတစ်ကောင်ကိုပဲအကက်ခံပါတယ်ဒါအပြင်အိမ်မွေးကြောင်လေးလိုပဲမျက်နှာကိုဖြစ်ဖြစ်ချင်းခတ်ပြပြီးတကင်းပေါ်ထားတဲ့ချစ်ချင်းမေတ္တာကိုထုတ်ပြလေးရှိပါတယ်နောက်တစ်ခုကသူမကတော်ရင်ကောင်တစ်ကောင်ဖြစ်ပေမဲ့လည်းသူတို့မိသားစုပေါ်မှာတော့ရန်ကိုတန်ရုံးတင်ရှိပါတယ်နောက်ဆုံးကလေးမွေးမိတာတောင်မှသူ့ရဲ့ကလေးတွေကိုထိတွေ့ကန်တယ်ခွင့်ပေးပါတယ်ဇနီးမောင်နှံတို့ကလည်းသူ့ရဲ့ကလေးတွေကိုတေချောင်းလေးဂူးဆိုင်ပေးပါတယ်အခုတော့နည်းနည်းရွယ်ရောက်လာလို့နှုတ်ဘူးပါဝယ်တက်ရတဲ့အဆင့်ဖြစ်နေပါပြီ